ဆရာဆရာမရွေးချယ်တဲ့အခါမှာကိုယ့်ကိကလေးကပေါ့နော်ဘယ်တင်ရွေးကိုတင်နေရလဲပေါ့မူတည်ပြီးတော့တခြားရွေးချယ်နိုင်ဖို့အရင်ရည်ကြည့်ပါတယ်။ဥပမာကလေးက government ပေါ့နော်ဒီအစိုးရတင်ရွေးတင်နေတာမျိုးလားဒါမှမဟုတ်လေဒီ international အကြောင်းတွေမှာထားပြီးတော့မှအဲ့လိုမျိုးနိုင်ငံတကာတင်ရွေးတွေကိုတင်နေရတာမျိုးလားတချို့ကျတော့လည်းဒီ private school ပဲဒါပေမဲ့ဒီမြန်မာတင်ရွေးပေါ့နော်အစိုးရတင်ရွေးခေါ်ပြီးတော့လို့ရှိရင်နိုင်ငံတကာတင်ရွေးပေါ့နော်အဲ့လိုမျိုးနှစ်ခုတွဲပြီးတော့သွားနေတဲ့ dual course တွေကိုတင်နေတဲ့အကြောင်းတွေမျိုးလည်းရှိရပေါ့နော်ဆိုတော့ကိုယ့်ကလေးကိုဘယ်လိုအကြောင်းမျိုးမှာထားတာလဲဒီသူတို့ကျောင်းကတင်တဲ့ course တွေပေါ့မူတည်ပြီးတော့မှဆရာဆရာမကိုခေါ်တာကတော့အကောင်းဆုံးဖြစ်မယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီတက္ကသိုလ်မြန်မာမှာဆရာဆရာမလာပြီးတော့စုံစမ်းနေမိပါတယ်ဆိုလို့ရှိရင်အရင်မေးမပြောခင်ပေါ့နော်။အရင်ဆုံးဘာမှမပြောခင်မှာဘယ်ကျောင်းကိုတက်နေရလဲဘယ်လိုမျိုး course တွေကိုသင်နေရလဲဘယ်လိုအတန်းတွေရောက်နေပြီလဲဒါတွေကိုအဓိကထားပြီးတော့မေးပြီးတော့မှလိုက်ဖက်ညီမယ်ပေါ့နော်။အဆင်ပြေနိုင်မဲ့သင်လျော်မဲ့ဆရာမမျိုးကိုရွေးချယ်ပေးရပေါ့နော်။ပြောချင်တာကတွေ့ရဆရာမမျိုးကိုခေါ်တာမျိုးမဟုတ်ဘဲနဲ့ဒီကျောင်းဒီသင်ရိုးကိုပိုင်နိုင်တဲ့ဆရာမမျိုးကိုခေါ်တာကတော့ကိုယ့်ကလေးတွေအထီးအောင်ဆုံးဖြစ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိဘတွေအနေနဲ့လည်းတေချာပေါ့နော်သင်ရိုးကိုပိုင်နိုင်ပြီးတော့မှဒီသင်ပေးနိုင်မဲ့ဆရာမမျိုးရွေးချယ်လို့ပို့ပြီးတော့မှထီအောင်နိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီလိုမျိုးခေါ်ချင်တယ်ဆိုလို့ရှိရင်ဆရာမတွေကိုတက္ကသိုလ်မြန်မာကနေမှတစ်ဆင့်လာရောက်ဆက်သွယ်မြင်လို့ရပါတယ်ခင်ဗျာ။